အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့တန်လှင်အကျော်ပါရာကြီးရွာမှာရှိတဲ့ငါးတက်ကြီးဖျားနဲ့မြတ်စောညီနောင်ဖျားတို့ကိုတွားပြီးတော့ဖူးကြမယ်ပေါ့နော်ဒါကတော့ရှေးဟောင်းပြတာအဲ့တဲ့ဖျားကြီးညံတော်လဲအမြင့်ကြီးပဲဗျနည်းနည်းဒီဘက်ချမ်းကိုနည်းနည်းပို့ပြီးတော့စောင်းနေတယ်ပြန်ကိုကြတော့ရှူခင်းလေးလှပြီးတော့တာရတဲ့တန်လှင်နားကဇာမနီဆဲကိုဝင်ကြပါမယ်ဘယ်လိုမျိုးစိတ်ဝင်စားစရာတွေရှိနေမလဲရှူခင်းနေရရောဘယ်လောက်ထိလှနေမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတူလိုက်ကြည့်လိုက်ပါအောင်နော်အခုကတော့ကျွန်တော်ပထမဆုံးမှဖြစ်တဲ့တမိုင်းလန်းဆောင်ပေါ့နော်တမိုင်းလန်းဆောင်စီတီမတ်ရှိကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်ကိုစောင့်နေကြတယ်ပေါ့နော်ဒီနေ့နည်းနည်းနောက်ကျနေဗျစထွက်လာတာ9:40လောက်တော့ဖြစ်နေပြီဗျကြောက်နေကြပြီဗျာဒီနေ့ကျွန်တော်တို့စုစုပေါင်း4ယောက်နေတာပေါ့နော်ကျွန်တော်တို့တွေအခုဝေဇန်နဲ့လမ်းမကြီးအတိုင်းပဲတာဂီတာကိုသွားနေတာဖြစ်ပါတယ်ပြီးရင်တာဂီတာကနေပြီးတော့တန်လှင်ကိုဆက်သွားမယ်ပေါ့နော်ကျွန်တော်တို့တန်လှင်ရောက်မှမနေ့စာရေးပါစားတော့မယ်ဗျာဒီနေ့ကျွန်တော်တို့တန်လှင်ဘက်ကိုသွားပြီးတော့နင်းမှာပေါ့နော်တန်လှင်မှာကျွန်တော်တို့ဘယ်နေရာတွေသွားမလဲဘယ်လိုမျိုးစိတ်ဝင်စားစရာနေရာတွေရှိနေမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတူဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်ကျွန်တော်တို့ကတော့အခုတာဂီတာတရားနာရောက်ပြီပေါ့နော်ဟိုဘက်မှာဆိုရင်တန်လှင်တရားကနေပြီးတော့ကျွန်တော်တို့ကူးမှာဖြစ်ပါတယ်ခုကတော့ကျွန်တော်တို့တန်လှင်တရားပေါ်ကိုရောက်နေပါပြီဒီတရားကြီးပေါ်မှာခဏနာနေရဖြစ်ပါတယ်ကျွန်တော်တို့ဟိုမှာလည်းတစ်ဖွဲ့တော့လာနေပြီကားပြလားဟိုဘက်ကတရားတစ်ပေါ်ကြတော့စပိန်ဖြတ်လို့မရဘူးဒီမှာဗျာဒီနေ့ဘိန်းနေရတော့road bike တွေကြီးပဲဒီမှာတော့ကျွန်တော်ရဲ့ဘိန်းလေးကဲကျွန်တော်တို့၄စီးပေါ့နော်ဆက်သွားမယ်ဗျာတန်လှင်ကိုကျွန်တော်တို့အခုဒါကတော့ကျွန်တော်တို့တန်လှင်မြို့ထဲကိုရောက်နေပါပြီမြို့ထဲလမ်းပေါ့နော်ကျွန်တော်တို့တန်လှင်မှာမနက်စာစားမယ်ဗျာမနက်စာစားခဏနားမယ်ပြီးရင်ကျွန်တော်တို့မနက်စာစားပြင်ဆက်သွားမယ်ဗျာအခုတော့စိုင်းရှာလာအောင်မယ်မနက်စာစားဖို့ကျွန်တော်တို့ဒါကြိုက်ခောက်ဖျားကြီးကိုမရောက်ခင်ပေါ့နော်ဒီနားလေးကလက်ဖိတ်ဆိုင်မှာကျွန်တော်တို့မနက်စာစားမှာဖြစ်ပါတယ်မနက်စာစားပြီးမှကျွန်တော်တို့တွေဆက်သွားမယ်ပေါ့နော်ဒီနေ့သွားမယ့်နေရာလေးတွေကဘယ်လိုမျိုးလေးလှနေမလဲဆိုတာကိုဘယ်လိုစိတ်ဝင်စားစရာနေရာလေးရှိနေမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတူဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်အခုတော့မနက်စာစားမယ်ဗျာကျွန်တော်တို့ဒီလမ်းပေါ့နော်ဟိုဘက်ကိုသွားရင်ကြိုက်ခောက်ဖျားကြီးကျွန်တော်တို့ကညာဘက်ကိုကိုလိုက်တာပေါ့နော်ညာဘက်ကိုကိုပြီးတော့ကျွန်တော်တို့ဆက်သွားမယ်ဗျာဒီကိုပြီးသွားရင်လေဒီနေရာတစ်ဖက်ကအရမ်းမိုက်တယ်အစင်တဲ့ပဲအစင်တော်တော်ရှိရဟိုးအောက်ထိအခုအချိန်ကတော့9:20လောက်တော့ရှိပြီဗျမိုက်တယ်ဗျာဒါအစင်ကြီးပဲဒါကတော့ကျွန်တော်တို့ဒီလမ်းကတီလဝါပချမ်းလမ်းပေါ့နော်ဒီကနေပြီးတော့ကျွန်တော်တို့ဟိုကြောက်တန်းစိုင်းပုံနာမရောက်ခင်ဒီသွားမှာပေါ့နော်ဒီလမ်းကနေလဲသွားလို့ရတယ်ဗျကဲဆက်သွားမယ်ဗျဒီဘက်ကလမ်းကျဲပြီးတော့ကားနည်းနည်းရှင်းလို့ဗျကျွန်တော်တို့လာခဲ့တဲ့တီလဝါလမ်းကနေပြီးတော့လာလို့ရှိရင်ဒီမှာလမ်းစုံကြီးပေါ့နော်လမ်းစုံမှာဒီမှာညာဘက်ကိုကိုလိုက်လို့ရှိရင်ကျွန်တော်တို့တန်လှင်ကြောက်တန်းလမ်းမကိုပြန်ရောက်သွားပြီပေါ့နော်ဒီလမ်းကြီးကတော့ဒါတန်လှင်ကြောက်တန်းလမ်းမကြီးပေါ့နော်ဒီနေ့နေတော်ပူနေမိုးကိုမရသေးဘူးဘယ်ချိန်မှထားရမလဲတော့မသိဘူးဒီလမ်းကြီးအတက်အဆင်းနဲ့များတာဗျရှေ့မှာဗန်းပွေကုန်းရေလောင်တမန်တဲ့ကျွန်တော်ရှေ့နဲ့ဆိုရင်ကြောက်တန်းရောက်ပြီပေါ့နော်ကျွန်တော်တို့အရင်ဆုံးဝင်မှာကတော့ပါရာကြီးငါးတက်ဖျားကြီးလမ်းပေါ့နော်ဒီဖျားကြီးကိုအရင်ဆုံးဝင်မှာဖြစ်ပါတယ်
ဒီဖရားကြီးကဒါကျွန်တော်တို့ကြောက်တန်းကိုမရောက်ခင်ပေါ့နော်ကြောက်တန်းကိုမရောက်ခင်လမ်းပေါ်မှာပါကဲဆက်ဝင်မယ်ဗျာကျွန်တော်နဲ့တူတူဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်ဒီမှာပေါ့နော်တက်ဝင်လာလို့ရှိရင်စူတောင်းပြပါတာကြီးငားတဲ့ဖရားကြီးတဲ့ကဲကျွန်တော်ရိုက်ပြပေးသွားပါမယ်ပတ်ပတ်လေတွေဒါကတော့ကျွန်တော်တို့ဝင်လာခြင်းမဟုတ်ဘူးပေါ့နော်ဒီကနေဝင်လို့လည်းရမယ်ဒီဘက်ကနေဝင်လို့လည်းရတယ်ထင်တယ်ဗျစံတော်ရှင်စီတီတော့တဲ့ကြိုက်ပါတာကြီးဒီမှာတော့ငားတဲ့ဖရာကြီးရုပ်ရှင်တော့တဲ့ဖရာကြီးကတော့ပြန်ပြီးတော့မိုးမှန်နေရထင်တယ်ဗျဒါကတော့အနောက်ဘက်အချမ်းကနေပြီးတော့မြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဥပကမထေဇတ်တော်တဲ့နမိတ်ကြီး၄ပါးတဲ့ဒီမှာဒီလိုမျိုးပြရုပ်လေးလည်းရှိတယ်ပေါ့နော်ဒါနမိတ်ကြီး၄ပါးကိုမြင်အောင်ခြင်းဒီအပေါ်ဘက်ချမ်းလေးတွေမှာတော့ငားတက်ဖရာကြီးတမိုင်းနဲ့ပကြီးတဲ့ဒီမှာဒါတွေကတော့တမိုင်းเจ้าတွေပေါ့နော်တမိုင်းเจ้าတွေဗျာဒီလိုပတ်ပတ်လဲပဲဒီကနေလည်းဖတ်လို့ရတယ်ပေါ့နော်ပကြီးတမိုင်းเจ้าတွေဖြစ်ပါတယ်ဒီမှာတော့ပါဒချီတော်ရတဲ့ဒီဘက်မှာတော့ကြောက်စာဖြစ်ပါတယ်ဓမ္မစေတီကြောက်စာတော့တဲ့ဒီအောက်မှာလည်းဓာတ်ပုံလေးရှိရဗျတမိုင်းเจ้าပကြီးတွေကတော့ဒီလိုပတ်ပတ်လဲပဲဗျဖရာကြီးရဲ့ပတ်ပတ်လဲပဲပေါ့နော်ဒါကတော့ဖရာကြီးရဲ့မျက်နှာတော်ဖြစ်ပါတယ်ဒီပေါ်လဲတက်ကြည့်လို့ရသေးတာမသိဘူးဒါကတော့ရုပ်ရှင်တော်မြတ်ဖြစ်ပါတယ်ပါရဖရာကြီးမိသူမဆိုဝင်ရောက်ကူမြော်နိုင်ပါသည်တဲ့ဒါကတော့အရှိဘက်ချမ်းမျက်နှာတော်ဘက်ချမ်းဖြစ်ပါတယ်ခုနကတော့ကျွန်တော်ဝင်ပြီးတော့ရိုက်ပြပေးတော့တာတော့ဒီမုတ်ဦးတဲ့ဟိုပေါ့နော်ဒီထဲမှာရုပ်ရှင်တော်မြတ်ရှိတယ်ဗျဒီဘက်မုတ်ဦးထဲမှာတော့ကြိုက်ပါတာကြီးစံတော်ရှင်စီတီတော့တဲ့ဒီဘက်ချမ်းကိုကျွန်တော်ရိုက်ပြပေးသွားပါမယ်ဒီမှာပေါ့နော်ဓာတ်ပုံတော်လည်းရှိတယ်ဗျရှေးဟောင်းတမိုင်းဝင်ကြိုက်ပါတာကြီးတဲ့ကဲကျွန်တော်ဝင်ပြီးတော့ရိုက်ပြပေးပါမယ်တာသနာတော်2562တဲ့ကောဇာတက္ကရာ1380တဲ့ကဲဆက်ဝင်ပါမယ်ကျွန်တော်တို့ဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်เนาะကျွန်တော်နဲ့အတူတူကျွန်တော်တို့ဒီမုတ်ဦးလေးတိုင်းဆက်ဝင်လို့ရှင်ဒီမှာလဲလမ်းခွဲလေးတစ်ခုရှိရပေါ့เนาะစူတောင်းပြီးကိုနှဝင်းစီတီတော့တဲ့ဒီဘက်လေးကိုကျွန်တော်အရင်ဆုံးတွားကြည့်လိုက်ပါမယ်ဒီနေ့မိုးလေးတောင်မှမအုံနေသေးဘူးဒီနေ့နေတော်ပူနေဒီမှာဘော်ဒီညောင်မယ်နဲ့ကိုနှဝင်းစီတီတော့ကတော့ဟိုဘက်မှာပေါ့နော်
ဒါကတော့ဂျိုတက်တွေနဲ့ပတ်လေပေါ့နော်ကိုနှဝင်းစီရောကတော့ဒီဘက်ချမ်းမှာဖြစ်ပါတယ်ဒီကနေပြီးတော့ထွက်ရမှာစူတောင်းပြကိုနှဝင်းစီရောတဲ့ဒီမှာတော့ကိုနှဝင်းစီရောဖြစ်ပါတယ်ကြိုက်ပါတာကြီးဖះဝင်းကကြတော့ဟိုဘက်ချမ်းမှာပေါ့နော်ဒါကတော့ကျွန်တော်ဒီဇောင်းတန်းလေးအတိုင်းပဲဆက်လာနေတာဖြစ်ပါတယ်ဒီဘက်မှာဗျပါတာကြီးစီတဲ့ဒါကတော့ပါတာကြီးစီတော်မြတ်ဖြစ်ပါတယ်အခုကတော့ဖះဝင်းပေါ်ရောက်ပြီပေါ့နော်ကျွန်တော်ပတ်လေလေးလိုက်ပြီးတော့ရိုက်ပြပေးပါမယ်ဒီနေ့လူတော်ရှင်းနေတယ်ဗျအရန်ตายရတယ်ဒီဘက်ချမ်းမှာတော့အဘဘိုးမင်းကောင်အဘဘိုးအောင်နန်းနေရှိပါတယ်ပါရာကြီးစံပြကြေးရွာတဲ့ဒီဘက်မှာနဂယုံဖះကြီးလည်းရှိတယ်ဗျနဂယုံဖះကြီးအလူရှင်တဲ့သာသနာတော်နှစ်2560ခုတဲ့ကောဇာတက္ကရက1383ခုတဲ့ဖះဝင်းကအကျယ်ကြီးပဲဗျဒီဘက်ချမ်းမှာတော့ရှေးဟောင်းပြတာတဲ့ဒါအရင်ကထီးတော့ပုံစံတယ်ဗျဒါကတော့ရှေးဟောင်းပြတာတဲ့ဒါခြေတော်ရာပုံစံမျိုးပေါ့နော်ခြေတော်ရာဒီအပင်းလည်းတော်တော်လှတယ်ဒီဘက်ချမ်းမှာလည်းထိုင်တော်မူဖះတဆူရှိပါတယ်ဆရာဝန်ကြီးပြောလိုက်ရုပ်တောင်ပြောပြတယ်ခင်ဗျာဒီကနေ့ဟိုဒီရဖြတ်သွားပြီးတော့သူရှိကိုပြောအဲ့ကောင်စီရောဟိုနာဟိုတော့ပြီးရှောက်သွားနေတယ်ဒီပြောမယ်ဒီဘက်ကလာပြီးတော့ဒီဘက်ချမ်းမှာလည်းပဲနန်းနေရှိသေးရပေါ့နော်နန်းအတွဲများဝင်မထိုင်ရတဲ့ကျွန်တော်ဝင်ပြီးတော့ရိုက်ပြပေးပါမယ်ကိုမျိုးရှင်မောင်နှမတဲ့ဒါတော့ဒီဘက်ချမ်းမှာလည်းပဲရှိသေးတယ်ဗျဘိုးတော်တရားမင်းတဲ့တန်လင်ဘိုးဘိုးကြီးပါရဘိုးဘိုးကြီးဒါကတော့စံတော်ရှင်ကြိုက်ပါတာကြီးစီတီတော့တဲ့ဖះကြီးညံတော်လဲအမြင့်ကြီးပဲဗျဒီဖះကြီးရဲ့ဒီလိုရှေ့ဘက်ချမ်းနေမှာပေါ့နော်ထိုင်တော်မူဖះတွေနဲ့ပတ်လဲလှုပ်ထားတာပေါ့နော်ပတ်လဲတီးထားတာပေါ့နော်ဒီမှာလည်းပဲထိုင်တော်မူဖះတဆူရှိတယ်ဗျဒီမှာတော့ဒါခန်းကော်ပင်ကြီးပေါ့နော်ဒီမှာတတိပန်းမခူရတဲ့ဒီဘက်ချမ်းမှာတော့ခန်းကော်ဘိုးဘိုးကြီးတဲ့ခန်းကော်ဘိုးဘိုးကြီးနန်းရှိပါတယ်ရွှေပင်စင့်တစောင်းနဲ့ခန်းကော်ဘိုးဘိုးကြီးတဲ့
ဒီနောက်မှာကန်းကော်ပင်နေပေါ့နော်ဒီကြိုက်ပါတာဖရာကြီးမှာဟိုအတန်မဆဲမဟာပဋ္ဌာန်းပွဲကြီးလည်းပူဇော်တယ်ပေါ့နော်ပဋ္ဌာန်းနေပါလေရွတ်ကြတယ်ဗျဒီဘက်ချမ်းလေးမှာတောအုပ်ပုံစံလေးဒီဘက်ကနေလည်းတက်လာလို့ရတယ်ဟိုအောက်မှာတော့လမ်းကြီးပေါ့နော်တော်တော်တာရတယ်ဒီဘက်ချမ်းလေးဆိုအခုကတော့ကျွန်တော်တို့ပါရာကြီးဖျားနေပြီးတော့ဘယ်ကိုဆက်သွားမလဲဘယ်လိုမျိုးစိတ်ဝင်စားစရာနေရာလေးရှိနေမလဲဆိုတော့ကျွန်တော်တို့နဲ့အတူတူဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်အခုကတော့ကျွန်တော်တို့မြတ်စောညီနောင်စေတီတော်ပေါ့နော်အဲ့ဒီကိုကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်ဒီလမ်းကနေပြီးတော့ဆက်သွားလို့ရှိရင်ဒီလိုလမ်းပြတ်ပေါ့နော်အဲ့ဒီလမ်းပြတ်ကတန်လျင်ကြောက်တန်းလမ်းမကြီးပေါ့နော်ကျွန်တော်တို့ကနည်းနည်းလေးချိုးပြီးဝင်လာလို့ရှိရင်ဒီမြတ်စောညီနောင်စေတီတော်ကိုရောက်ပါတယ်ဒီအထဲလေးကိုကျွန်တော်ပတ်လေလေးရိုက်ပြပေးပါမယ်ကျွန်တော်နဲ့အတူတူဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်ပေါင်းဆိုင်လေးနဲ့ဗျတာရတယ်ဒီမှာတော့ညောင်ပင်ကြီးနဲ့ပေါ့နော်နောက်မှာလည်းပဲဖျားစေတီတဆူရှိရပေါ့နော်ဒီစေတီကြီးကိုကျွန်တော်ရိုက်ပြပေးမယ်ဗျဒီလမ်းလေးအတိုင်းပဲဆက်ပြီးတော့ဝင်လာမှာပေါ့နော်ဝင်လာလို့ရှိရင်ဒီနားမှာစေတီတဆူရှိရဗျဒီစေတီကဒီမှာကြည့်မြေသားတွေပေါ်မှာတည်ထားတာပေါ့နော်နည်းနည်းဟိုဘက်ကိုတောင်မှနည်းနည်းစောင်းနေတယ်ဗျမြတ်စောညီနောင်ရှေးဟောင်းစေတီတော်ပေါ့နော်ဟိုဘက်ချမ်းကြီးကိုနည်းနည်းစောင်းနေတာတွေ့လားဒီမြေကြီးတွေပေါ်မှာတည်ထားတာဗျမိုးလေးတော့အုံသွားပြီညောင်မင်းရလည်းအကြီးပဲဒီဘက်ချမ်းလေးတွေကျွန်တော်ရိုက်ပြပေးပါမယ်ဒီဘက်မှာလည်းပဲစေတီလေးတဆူရှိရဗျစေတီကိုနှခါပတ်ထားတာပေါ့နော်အထဲတော့ဝင်လို့မရဘူးဗျဟိုတော့ခတ်ထားတယ်အထဲမှာတော့ထိုင်တော်မူဖျားတဆူရှိရပေါ့နော်ဒါဒီစေတီကမြေကြီးတွေပေါ်မှာတည်ထားတာဗျဒီမှာအုတ်တင်နေပေါ့နော်နည်းနည်းဒီဘက်ချမ်းကိုနည်းနည်းပို့ပြီးတော့စောင်းနေတယ်ဟိုမှာတစ်ပင်နေတောင်မှဟိုဖြစ်နေပြီပြန်ပြီးတော့ထုံနေတော့ပြန်ရှင်းနေကြတယ်ဗျဒီလိုစပိန်စီးနဲ့ကိုမရောက်ဖူးတဲ့နေရာတွေလည်းရောက်ဖူးတယ်ပေါ့နော်ဒီနေ့ကျွန်တော်နဲ့အတူတူလိုက်တဲ့ brother တွေဆိုရင်လည်းဒါတခါမှတော့ကျွန်တော်နဲ့မလိုက်ဘူးပေါ့နော်အဲ့လိုတငယ်ချင်းအစ်စ်တွေလည်းရတယ်ပေါ့နော်စပိန်စီးနဲ့ကဲဒါကျွန်တော်ဒီဖျားဝင်ပတ်လေလေးဆက်ပြီးတော့ရိုက်ပြပေးပါမယ်ဒီဘက်ချမ်းနေမှာလည်းပဲငကယုံဖျားတွေရှိသေးရဲ့ဗျတန်ရှင်းကြီးတော့ပြန်ပြီးလုပ်နေကြတယ်ဒီနေ့ဒီမှာတော့ရှင်ဦးပကုတ်ဆွေတော်မျိုးစုံငကယုံဖျားတဲ့ဒီဘက်ချမ်းမှာလည်းပဲဒီမှာမဟာပိန်းနေတဲ့ကျွန်တော်ရိုက်ပြပေးပါမယ်အထဲတော့ဝင်တကားဖွင့်ပြီးတော့ရိုက်လို့မရဘူးဗျာတော့ခတ်ထားတယ်ဒီမှာပေါ့နော်လေးအတိုင်းတာအေးချမ်းတယ်ဒီဘက်ချမ်းမှာလည်းပဲဒါထီးတော့လုပ်ဖို့ထင်တယ်ဗျ
ဒီနေ့ဒီဖျားမှာတန်ရှင်းရေးတွေလုပ်နေကြတာအခုကတော့ကျွန်တော်တို့ဒါမျက်စောညီနောင်စေးတော့ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့အဲ့ဒီတန်မြင်မှာရှိတဲ့ဇာမနီဆယ်မှာကျွန်တော်တို့ခဏဝင်မယ်ပေါ့နော်ရေးတွေပါဆော့ကြမယ်ကျွန်တော်တို့ဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်ဒါကတော့ကျွန်တော်တို့မျက်စောညီနောင်ဖျားနေပြီးတော့ပြန်ထွက်ပြီးတော့ကျွန်တော်တို့ဇာမနီဆယ်ကိုသွားနေရဖြစ်ပါတယ်ကဲဆက်သွားမယ်ဗျာဟိုနှစ်ယောက်ကတော့ရှေ့ကိုရောက်သွားပြီကျွန်တော်တို့အခုကတော့ဒါဇာမနီဆယ်ကိုဆက်သွားဖို့ပေါ့နော်ဒီနားလေးမှာဒါလိုအပ်တဲ့မုံနေပါတွေဝယ်တယ်မုံဝယ်တယ်အေးဝယ်တယ်ပြီးရင်ကျွန်တော်တို့ဆယ်ကိုဆက်သွားမယ်ဗျာရှူကင်းတွေဘယ်လောက်လှလဲဘယ်လိုမျိုးလေးရှိနေမလဲဆိုတာကျွန်တော်တို့နဲ့အတူတူဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်အခုကတော့ကျွန်တော်တို့ဒါဆယ်ပေါ်ရောက်နေပါပြီနည်းနည်းအရေးလေးပါလေးရှာပြီးတော့ကျွန်တော်တို့ရေထဲတော့အဆင်းလို့ရမရတော့တေချာမသိသေးဘူးဗျအရေးလေးပါလေးရှာပြီးတော့မုံလေးပါလေးစားမယ်ဗျာဟိုမှာတော့ငါးမြားနေကြတယ်ဒီဘက်ချမ်းမှာတော့အရေးတွေပါရှိလောက်တယ်ဟိုမှာတစ်ပင်နေနဲ့မိုးပါဗျာဒီနေ့ကြမှာမအုံနေတွေပူနေဒီနားကအရေးလေးမှာနားနေကြတာပေါ့နော်ဟိုဘက်မှာငါးမြားနေကြတယ်ဒါကျွန်တော်တို့ဒီကန်ရတာရေတက်နေလို့ပေါ့နော်ရေကျချိန်ဆိုလို့ရှိရင်ဒီမှာတဲတောင်မြင်ပုံစံမျိုးလေးဖြစ်ပြီးတော့ရေထဲဆင်းလို့ရတယ်ဗျအခုကတော့ရေထဲဆင်းလို့မလွယ်ဘူးအဲ့တော့ဒီနားလေးမှာပဲနားပြီးတော့မုံလေးပါလေးစားကြမယ်ဒါကတော့ဆယ်ပတ်ပတ်လဲလေးပေါ့နော်လှေလေးလည်းလှော်နေကြဟိုမှာလှေလဲစီးကျင်တာဗျရေတက်နေလို့မဟုတ်လို့ရှိရင်ကျွန်တော်ရေထဲဆင်းလို့ရတယ်တဲတောင်မြင်လိုမျိုးပေါ်နေတာပေါ့နော်အဲ့ဒီကနေတစ်ဆင်းမှာဆင်းလို့ရတယ်အခုကရေတက်ချိန်ဆိုတော့လေလေးတိုင်တာအရမ်းတာရတယ်ဒါကတော့ဆယ်ပတ်ပတ်လဲပေါ့နော်ဒီမှာငါးမြားနေကြတယ်ဟိုးမှာရေလဲမှာလှေလေးဟိုးမှာအခုကတော့ဒါကျွန်တော်တို့တန်လျင်မြို့ထဲလမ်းကိုပြန်ရောက်နေတာပေါ့နော်ဒီကနေပြီးတော့ကျွန်တော်တို့တရားကူးပြီးတော့တာဂီတာဘက်ပြန်မယ်ပေါ့နော်ရန်ကုန်ပြန်မယ်ပေါ့နော်ကဲကျွန်တော်တို့နဲ့အတူတူအပြန်ခီးလေးကိုဆက်ပြီးတော့လိုက်ကြည့်လိုက်ပါအောင်နော်အခုကတော့ကျွန်တော်တို့တန်လျင်တရားကြီးကိုပြန်ရောက်နေပါပြီအချိန်ကတော့12ကျော်လောက်ရှိပြီပေါ့နော်ဒီနေ့ကတော့ခရီးတိုလေးပဲဗျာနေတစ်ပိုင်းလေးပဲပေါ့နော်နီးလဲနီးတော့အခုကတော့ကျွန်တော်တို့ဒါတာဂီတာကိုပြန်ရောက်နေပြီပေါ့နော်တာဂီတာကနေကျွန်တော်တို့ဝေဇန်နယ်လမ်းမကြီးတိုင်းပဲအဆက်သွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒါတန်လျင်နေချင်းပြန်ခရီးတိုလေးပေါ့နော်ဒီ brother တွေနဲ့အခုမှပထမဆုံးစစီတာဆိုတော့ညီနာလမ်းကြောင်းလေးကိုဆွဲပြီးတော့သွားကြတာပေါ့နော်ကျွန်တော်တို့တိုင်ပင်ပြီးတော့ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်